မင်္ဂလာပါဆရာဒီတစ်ပတ်ကျွန်တော်တို့ပြည်တွင်းနိုင်ငံရေးအကြောင်းဆွေးနွေးကြတာပေါ့ဆရာလေဆိုတော့ကျွန်တော်သိကြပြီးတဲ့အတိုင်းပဲနှစ်စန်းတရက်နေ့ဟာလာမြန်မာကြံကာလအပြီးနှစ်စန်းတရက်နေ့မှာပဲဖန်စီခံသမရဝင်းမြင့်ပြန်လွတ်လာတာပေါ့ဆရာလေဆိုတော့သူလွတ်လာတဲ့အခါမှာကြတော့လေထပ်ပြီးတော့များဒေါ်ဆန်းစုကြည်လွတ်လာမလားဆိုပြီးတော့မျှော်လင့်ကြတာတွေလေကျွန်တော်တို့တွေ့ခဲ့ကြရတာပေါ့ဒါပေမဲ့တိတ်မကြလိုက်ဘူး NLD အဖွဲ့ဝင်တွေကိုအဆောင်ကြည့်ပြီးတော့ဖိအားပေးတယ်သတင်းတွေကျွန်တော်တို့ပြန်ကြားလာတာပေါ့ဆရာရဲ့ဒေါက်တာမျိုးညွန့်ဆိုလို့ရှိရင်ဒါအင်တာဗျူးမပေးတော့တာကိုကျွန်တော်တို့တွေ့ရတာပေါ့ဆိုတော့မိကုန်းကဆရာအခုဒီဖြစ်ပေါ်တိုးတက်မှုတွေကိုအခြေခံပြီးတော့ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုဘယ်လောက်ထိပြန်ရလာနိုင်မလဲဆိုတော့မိကုန်းမှာပဲအဆရာဘယ်လိုဖြေမလဲဆရာရုရှားတရုတ်နဲ့ဘယ်လာရုစ်သုံးနိုင်ငံအဓိကထားပြီးတော့ပဲကြောတောက်နောက်ခံပေးတဲ့သမ္မတဖြစ်တဲ့ကြောင့်ရှာရုရုပ်သမ္မတကြီးလို့ကျွန်တော်တို့ဒီလိုသုံးလုံးကြရအောင်ပေါ့နော်ဆိုတော့အခုကိုရဲနီဒါမေးတဲ့မေးခွန်းပေါ့နော်ကျွန်တော်တို့ဒီမေးခွန်းအရာဆိုလို့ရှိရင်ကောဘလောက်အတိုင်းတာထိဒီရှာရုရုပ်သမ္မတကြီးကဥဆောင်ပြီးတော့မြန်မာနိုင်ငံရဲ့အခြေအနေကိုနော်ကင်တွယ်မလဲပေါ့ဆိုတော့ဒါကဦးဝင်းမြင့်ကိုဘာကြောင့်လွတ်လိုက်လဲဆိုတာနဲ့လည်းဆက်ဆက်နေလိမ့်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ဒီရှာရုရုပ်သမ္မတကြီးဦးမင်းအောင်လှိုင်ပြောတဲ့အရာဆိုလို့ရှိရင်သူကနိုင်ငံတကာဆက်ဆံရေးကိုပို့ပြီးတော့ကောင်းမွန်လာအောင်သူဆောင်ရွက်မယ်ဆိုပြီးကျွန်တော်တို့ပြောသွားတာလည်းတွေ့ရတယ်ဆိုတော့ဦးဝင်းမြင့်လွတ်တာနဲ့နိုင်ငံရေးကျင်းသားတွေလွတ်တာကိုအဲ့ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ကြည့်လို့ရပါတယ်နော်ဒါကအာဆီယံရဲ့သဘောတူများချက်၅ချက်ထဲမှာနော်အကြမ်းဖက်တာတွေကိုချက်ချင်းရပ်ဆဲဖို့ဆိုတဲ့ခေါင်းစဉ်နဲ့လည်းဆက်ဆက်နေတယ်ပြီးတော့ကုလသမဂ္ဂနဲ့နော်ကျွန်တော်တို့တရုတ်အပါဝင်နော်တရုတ်ရုရှားအပါဝင်ပေါ့နော်ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ကျွန်တော်တို့အာဆီယံကနေမှကျွန်တော်တောင်းဆိုထားတဲ့ဒါအတိုင်းပင်ကဒေါအောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်တို့ကိုလှုပ်ပေးပါဆိုတဲ့တောင်းဆိုချက်တွေနဲ့လည်းဆက်ဆက်လာတယ်ဒါကနိုင်ငံတကာဆက်ဆံရေးထဲမှာသူကပြန်လဲကြိုးစားဖို့အားထုတ်ချက်တရားဖြစ်နေဒီလိုရှုမြင်လို့ရပါတယ်ဒါပေမဲ့တစ်ချက်ထဲမှာပဲချက်ချင်းပြန်လဲပြီးတော့ဦးဝင်းမြင့်ကိုလွတ်လိုက်တယ်ဆိုပေမဲ့သူ့ရဲ့လွတ်လပ်ခွင့်တွေကိုပြန်ပြီးတော့တင်းကျပ်လိုက်တာဟာဘာလို့ပြတယ်လဲဆိုရင်စိတ်မပတာပါနဲ့နော်လှုပ်လိုက်ရတဲ့ဟာကိုသွားပြီးပြနေတယ်သူကအစင်သင့်မဖြစ်သေးဘူးဖွင့်ဖို့အတွက်အစင်သင့်မဖြစ်သေးဘူးဆိုတာကိုပြနေတယ်နော်ဒါကြောင့်မူလရဲကိုကဒေါအောင်ဆန်းစုကြည်ပေါ်မှာတရားစွဲဆိုထားခဲ့တဲ့အမှုပုံမှန်တွေကိုကြည့်လို့ရှိရင်အာဃာတတွေအများများတယ်ဒေါအောင်ဆန်းစုကြည်ကိုဒုက္ခပေးခြင်းတာတွေအများများတယ်နော်ဆိုတာကိုကျွန်တော်တို့သွားပြီးတွေ့နိုင်တယ်ဘာကြောင့်လဲဆိုရင်ဗိုလ်ချုပ်မူကြီးတန်းရွှေစစ်အစိုးရအောက်နဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်စစ်အစိုးရအောက်မှာဒေါအောင်ဆန်းစုကြည်ကိုအရေးယူတဲ့ပုံမှန်တွေကိုရှင်းကြည့်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ပြောလို့ရမယ်လို့ထင်ပါတယ်နော်ဆိုတော့မူလဘုရားအားဖြင့်ကိုကအခဲမကြေတဲ့အာဃာတစိတ်ရှိနေတယ်ပြီးတော့လွတ်လပ်ဖို့အစဉ်သင့်သူ့စိတ်ထဲမှာကမဖြစ်သေးဘူးမူဝါဒအားဖြင့်လည်းမဖြစ်သေးဘူးလို့ကျွန်တော်တို့ဒီလိုပဲသုံးသပ်ရမှာပါဆရာဦးသွမ်းရွှေခစ်ကကိစ္စပြောတဲ့အခါမှာကြာတော့ကျွန်တော်ပြန်ပြီးတော့သတိရတာကအဲ့ဒီခစ်တုံးကဒေါအောင်ဆန်းစုကြည်ကိုချုပ်ထားပေမဲ့လည်း NLD ကိုတရားဝင်ရပ်တည်ခွင့်ပေးခဲ့တယ်မလားဆရာအန်ကယ်ကြီးတွေဥဆောင်တဲ့ NLD CEC အဲ့ခစ်ကိုကျွန်တော်သတိရတာပေါ့ဆိုတော့အဲ့ဒီလိုအခြေအနေမျိုးကိုအခုလက်ရှိအာဏာရှင်သမ္မတဦးမင်းအောင်လှိုင်ကပြန်ပြီးတော့မဖန်တီးနိုင်ဘူးလားဆရာနိုင်ရှင်ပြီးတော့စစ်ဆွဲရတစ်ဆက်ပေါ့နော်ဝရဏီမေးတဲ့ဗိုလ်ချုပ်မူကြီးတန်းရွှေတက်ထက်စစ်ဆွဲရနဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့သဘောထားတရားကိုနိုင်ရှင်ရလို့ရှိရင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က NLD ကို
နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုလုံးကနေပထုတ်ဖယ်ထုတ်ထားခြင်းနဲ့သဘောရှိတယ်လို့ပြောရမှာပါအရင်ဗိုလ်ချုပ်မှုကြီးတန်းရွှေလက်ထက်တုန်းကတော့ NLD ကိုပါတီအနေနဲ့ရပ်တည်ဖို့ပေးမယ်ဒါပေမဲ့ချုပ်ထားမယ်ငါတို့ချုပ်ထားတဲ့လမ်းတွေကပဲမင်းလျှောက်ပါဆိုတဲ့သဘောထားနဲ့သွားတယ်ပေါ့လေဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ NLD ကိုလုံးဝပထုတ်ထားတဲ့အထိအခုနောက်ဆုံးကျွန်တော်တို့ပါတီမှတ်ပုံတင်မှုစ조사တဲ့အနေအထားအထိကိုကျွန်တော်တို့ကြည့်လို့ရှိရင်ပထုတ်ထားတဲ့အနေအထားတစ်ခုလုံးရှိတယ်ဒါကလည်းပုဂ္ဂိုလ်ရေးရည်မှန်းချက်နိုင်ငံရေးရည်မှန်းချက်တွေပေါ်မှာမူတည်ကောင်းမူတည်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဗိုလ်ချုပ်မှုကြီးတန်းရွှေက2010မှာပြောင်းတဲ့အခါမှာသူကသမ္မတလုပ်ဖို့ဆက်ပြီးအာဏာကိုယူသွားဖို့အထိသူကရည်မှန်းချက်မထားဘူးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကပုဂ္ဂိုလ်ရေးအားဖြင့်နိုင်ငံရေးသူသမ္မတဖြစ်ခြင်းနဲ့ပုဂ္ဂိုလ်ရေးရည်မှန်းချက်လောဘအာဏာလောဘရှိဆိုတော့ဒီအာဏာလောဘကသူကလည်းသိတယ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ဒေါအောင်ဆန်းစုကြည်ရှိနေတယ်မြသူဘလုံးမဒီအာဏာလောဘကိုရွေးကောက်တော်နီးအဖြစ်သူမရနိုင်ဘူးဆိုတာသူကလည်းသိအဲ့တော့ပယ်ထုတ်ထားတာကိုကသူကဝန်ခံခြင်းဖြစ်နေတယ်သူခင်ဗျာမသိချာနော် NLD ကိုဖယ်ထားတာကိုကသူမပြတ်ရဲကျွန်တော်မပြတ်ရဲလို့ဖယ်ထားပါတယ်ဗျာလို့ပြောပြီးသားဖြစ်နေတယ်နော်ဆိုတော့ဒါကတော့ခုနအာဏာလောဘသည်ဗိုလ်ချုပ်မှုကြီးသားရှင်မှာအာဏာလောဘမရှိဘူးလို့မပြောဘူးအာဏာလောဘဗိုလ်ချုပ်မှုကြီးသားရှင်ရတယ်ရှိဒါပေမဲ့အတိုင်းအဆအားဖြင့်ပြောလို့ရှိရင်ဗိုလ်ချုပ်မှုကြီးမြောင်းလဲပို့ပြီးကြီးမားတယ်လို့ဒီလိုပဲပြောရမယ်ဒါကြောင့်မို့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုကျွန်တော်တို့ဖယ်ထုတ်ထားခဲ့တယ်လို့ပြောရမယ်ဒါဖြစ်ရင်ခုနပထမမင်းကုန်းဖြစ်တဲ့ဦးမြင့်ကိုဆက်ပြီးတော့ကျွန်တော်တို့ဒါဆက်ပြီးတော့ပေါ့နော်အခုဒေါအောင်ဆန်းစုကြည်ကိုလွတ်မလားဒါမှမဟုတ်လို့ရှိရင်တရုတ်သံတမန်တွေလာမယ်ကျွန်တော်တို့အာဆီယံသံတမန်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီတွေ့ခွင့်ပေးမလားဆိုတာဒါကကျွန်တော်တို့အာဆီယံကချမှတ်ထားတဲ့သဘောတူများချက်5ချက်ထဲမှာဒီအာဆီယံဥက္ကဋ္ဌရဲ့အထူးတန်တမန်ရဲ့ခန့်ခန္ဓာနဲ့အများကြီးပတ်သက်ပါတယ်နော်ဒီတောင်းဆိုချက်ထဲမှာလည်းအာဆီယံရဲ့တောင်းဆိုချက်ကိုနောက်ကနေမှကျွန်တော်တို့ကြောတောက်နောက်ခံပေးထားတာကကုလသမဂ္ဂနော်ကုလသမဂ္ဂဒါလုံခြုံရေးကောင်စီမှာဆွေးနွေးတော့လေကုလသမဂ္ဂဒီအာဆီယံလမ်းကြောင်းကိုပဲလိုက်မယ်လို့ဆုံးဖြတ်ချက်ချပြီးသားဖြစ်တဲ့ကြောင့်အဲ့ဒီထဲမှာပါတဲ့တရုတ်နဲ့ရုရှားနဲ့တစုံတရာဒါသူတို့အနေနဲ့ဂတိကဝတ်ပါပြီးသားဖြစ်ပါတယ်၅ချက်ပေါ်မှာမူအားဖြင့်ပေါ့နော်ဒါပေမဲ့ဘလောက်အတိုင်းစားအထိဘလို့ကောင်းတဲ့ဖော်မလဲဆိုတဲ့နေရာမှာတော့အာဆီယံနဲ့တရုတ်ကြားမှာကွဲပြားခြားနားမှုရှိနိုင်ပါတယ်ဒါကျွန်တော်နောက်မှာပြောကြတာပေါ့နော်အဲ့တော့အခုလောလောဆယ်အထိကတော့လာမယ့်နိုင်ငံတကာတွေကိုပြန်ပြီးလူစင်မီမီပြန်ပြီးဝင်ဖို့ကြိုးစားမယ်ပေါ့ဒီနော်ဆိုလို့ရှိရင်တော့ခုနပြောတဲ့အာဆီယံရဲ့သဘောတူညီချက်၅ချက်ကိုသူလောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ရောက်လာတဲ့တန်တမန်တွေကိုတွေးခွင့်ပေးကောင်းလည်းပေးရပါလိမ့်မယ်နောက်ပြီးတော့နိုင်ငံတကာဆက်ဆံရေးရပြောလို့ရှိရင်လည်းကျွန်တော်တို့ခုနရှာရုရုပ်သမ္မတကြီးဟာနော်ကျွန်တော်တို့တရုတ်ပေါ်မှာပို့ပြီးမိခိုလာတယ်နော်တရုတ်ပေါ်မှာမိခိုလာတဲ့အတွက်ကြောင့်မို့လို့အာဆီယံထူးတန်တမန်နဲ့တွေးခွင့်မပေးခင်မှာကိုကျွန်တော်တို့တရုတ်တန်တမန်တွေအထူးသဖြင့်နိုင်ငံရေးဝန်ကြီးရောနဲ့ရောပေးမတွေ့ဘူးလို့မပြောနိုင်ဘူးဘာကြောင့်လဲဆိုလို့ရှိရင်သူကတရုတ်ရဲ့ကြောတောင်းလောက်အောင်ဆက်ယူဖို့လိုအပ်တယ်ဒါမဲ့ဒီနှစ်ကုန်မှာ ICJ ဆုံးဖြတ်ချက်ရှိတယ် ICJ ဆုံးဖြတ်ချက်ကနေ ICC ကိုပို့မဲ့အလားအလာတွေရှိနေတယ်အထူးသဖြင့်လုံခြုံရေးကောင်စီမှမဲနဲ့လည်းပတ်သက်နေတဲ့ခါမှာသူကတရုတ်ကိုအလိုကျလောက်ကိုလောက်ပေးရမယ့်အနေထားထဲမှာရှိနေတဲ့ကြောင့်မို့လို့တရုတ်ရဲ့ PR ဘယ်လောက်ပေးလဲဆိုတဲ့အပေါ်မှာလဲဒီအချက်ကမူတည်ပါလိမ့်မယ်တရုတ်ဒီခုနကျွန်တော်တို့နိုင်ငံ၃နိုင်ငံကြောထောက်နောက်ခံပေးထားတဲ့သမ္မတဦးမင်းအောင်လှိုင်ကိုနော်
ကျိုးဆွဲလို့ရတဲ့အနေအထားမှာအထိရောက်နေတယ်သူ့ရဲ့ကံကြမ္မာဟာတရုတ်ရဲ့လက်ထက်မှာလုံးဝတည်တဲ့လောက်ထိဖြစ်နေတဲ့အတွက်ကြောင့်မလို့နော်သူဘယ်လိုတုံ့ပြန်မလဲတွေးခွင့်ပေးမလားတွေးခွင့်မပေးဘူးလားဒေါအောင်ဆန်းစုကြည်ကိုဆိုတော့အချက်ကအဲ့ဒီပေါ်မှာတရုတ်ရဲ့ကစားကွက်ပေါ်မှာအများကြီးမူတည်သွားလိမ့်မယ်လို့ကျွန်တော်ဆရာခုလိုပြောတဲ့အခါမှာကျတော့ဒေါ်အောင်ဆန်းစုကြည်လွတ်လာရင်တော့မှတရုတ်ချောင်လို့ပြောရမလို့ဖြစ်နေတာပေါ့ဆရာဆိုတော့တရုတ်ကိစ္စကိုဆရာပြောတဲ့ခါကျတော့တရုတ်ကိုကြည့်လိုက်တဲ့အခါမှာကျတော့အခုယူနီဖောင်းချုပ်အရတာအသွင်ယူတမရကြီးမင်းအောင်လှိုင်ကိုဟာလာတန်တပန်ရေးထောက်ခံမှုတွေတန်းစီပြီးတော့ပြတာကိုကျွန်တော်တို့တွေ့ရဒီလိုမျိုးဒါပေမဲ့လည်းခုနကကျွန်တော်တို့သိရတဲ့လောက်ဆိုလို့ရှိရင်တရုတ်ဟာဒေါ်ဆန်းစုကြည်နဲ့တွေ့ဖို့ကိုလာတိုင်းမှာတောင်းဆိုတယ်လို့ကျွန်တော်တို့သိရတာကိုဆရာဆိုတော့တည်ငြိမ်တဲ့မြန်မာပြည်တိဆောက်ဖို့အရေးသည်ဒေါ်ဆန်းစုကြည်နဲ့ဓာတ်ရိုက်ပတ်သက်နေတယ်လို့ပြောလို့ရတာပေါ့ဆရာဆိုတော့ဒီဟာဒီလဲတရုတ်ရဲ့မဟာဗျူဟာတကြလိုလားချက်လို့ပြောရမှာပေါ့ဆရာဆိုတော့ဒေါ်ဆန်းစုကြည်နဲ့တရုတ်ရဲ့ဂျားကဆက်ဆံရေးကအင်မတန်မှစိတ်ဝင်စားဖို့ကောင်းတာပေါ့ဆရာဟိုတုန်းကဆိုလို့ရှိရင်ဒေါ်ဆန်းစုကြည်ကိုအနောက်တိုင်းရဲ့ဟာလာဒီမိုကရေစီသူရဲကောင်းဆိုပြီးတော့မြင်ထားတဲ့တရုတ်ဟာဒေါ်ဆန်းစုကြည်ကိုဒီဘက်နောက်ပိုင်းမှာချက်ချင်းအမြင်ပြောင်းသွားတာကိုကျွန်တော်တို့တွေ့ရတာပေါ့ဘယ်လောက်ထိအဲ့လိုမျိုးအမြင်ပြောင်းပြီးတော့ယဉ်နီးမှုယုံကြည်မှုရခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်သိကြတဲ့အတိုင်းပဲဆရာအဲ့ဒါဒီသမ္မတကြီးရှီကျင်ဖင်းနေပြည်တော်ရောက်လာပြီးတော့ဒီတရုတ်မြန်မာစီးပွားရေးဇင်းကြံမှာတိဆောက်ဖို့စီမံကိန်းတွေကိုသဘောတူလက်မှတ်ရေးထိုးကြတဲ့အထိအောင်မြင်ခဲ့တယ်လို့ပြောရမှာပေါ့ဆရာဆိုတော့မေကုန်းကဆရာဘိုးချုပ်မူကြီးမင်းအောင်လှိုင်တောင်မှမရခဲ့တဲ့တရုတ်ရဲ့ယုံကြည်မှုကိုဒေါအောင်ဆန်းစုကြည်ဘာကြောင့်ရသွားခဲ့တာလဲဟုတ်ကဲ့ဒေါအောင်ဆန်းစုကြည်ရဲ့တသမာရေးအရာကြွချင်မှုလို့လည်းကျွန်တော်တို့ပြောလို့ရမယ်ထင်ပါတယ်သဘောထားလို့လည်းပြောလို့ရမယ်เนาะအစဉ်အဆက်ကျွန်တော်တို့ဒီနိုင်ငံခြားရေးမူဝါဒအရပြောလို့ရှိရင်ဂျာနယ်ရေးမူဝါဒကိုကျွန်တော်တို့အကျင့်သုံးခဲ့တာပါเนาะဒါကတော့အရင်တုန်းကကျွန်တော်တို့ပြောတဲ့ကမ္ဘာတည်ငြိမ်ရေးစနစ်ပေါ့အဟောင်းပေါ့အခုအမေရိကန်မှာသမ္မတထရမ့်တက်လာပြီးတဲ့ခါမှာကမ္ဘာတည်ငြိမ်ရေးစနစ်ဘယ်လိုပေါ်လာမလဲဆိုပြီးနိုင်ငံတကာပညာရှင်တွေကြားမှာဒါညင်ကြခုန်ကြဖြစ်နေပါတယ်အဲ့ဒီတောင်းကနေကျွန်တော်တို့မြန်မာနိုင်ငံရဲ့နဲ့တရုတ်ရဲ့ဆက်ဆံရေးလေးကိုကျွန်တော်တို့ကြည့်ကြည့်အောင်ပေါ့နော်ဆိုတော့အခုဒီနိုင်ငံတကာဆက်ဆံရေးပုံစံပြောင်းသွားတဲ့အထက်မှာအဓိကအားဖြင့်ပညာရှင်တွေပြောနေကြတဲ့လမ်းကြောင်းကနှစ်ခုရှိပါတယ်တရုတ်ကတော့နိုင်ငံကြီးတွေရဲ့ဩဇာခံအဖြစ်နဲ့အုပ်စုတွေပေါ်လာပြီးတော့အဲ့ဒီရဲ့ဆက်ဆံရေးပုံစံတစ်ခုဖြစ်လာမလားလို့လည်းသူတို့ကစောင့်ကြည့်နေကြပါတယ်ဒုတိယတစ်ခုကတော့ဒီနိုင်ငံကြီးတွေရဲ့အာဏာမဟုတ်ဘဲနဲ့စူပါပါဝါလို့မဟုတ်ဘဲနဲ့အလယ်လတ်အင်အားကြီးနိုင်ငံတွေပေါ့နော်ဥပမာအားဖြင့် EU အလယ်လတ်အင်အားဆောင်ပါတယ်အာရှကအနေနဲ့ပြောလို့ရှိရင်ကျွန်တော်တို့အင်ဒိုနီးရှားတို့နော်ဒါအိန္ဒိယတို့ကလည်းဒါအလယ်လတ်ပါဝါမှာရှိတယ်ပေါ့နော်ကျွန်တော်တို့ဆိုတော့အဲ့ဒီအလယ်လက်ပါဝါတွေကနေမှစုဖွဲ့တဲ့အနေအထားကိုသွားမလားဆိုတော့လမ်းကြောင်းတစ်ခုဟာစပြီးပေါ်ပေါက်နေတာကိုကျွန်တော်တို့တွေ့ရတယ်လို့ပညာရှင်တွေကသုံးသပ်ကြတာတွေ့ပါတယ်အဲ့တော့အခုဒီအာဏာသိမ်းပြီးတော့နော် NLD မှာပါတဲ့ရွေးကောက်ပွဲနဲ့တက်လာတဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီအဲ့ဒီပါတီကနေရွေးကောက်တင်မြှောက်လိုက်တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတော့အလယ်လတ်ပါဝါတွေနဲ့နီးစပ်ဖို့ဆိုတာအထက်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုအောက်ကိုခေါင်းထိုးပြီးဝင်မဲ့သဘောတွေ့ရတယ်။ဒါကအစင်လာတက်မတော်ကယက်တီခဲ့တဲ့ယက်တီချက်နဲ့တော်တော်ကွဲပြားတဲ့လမ်းကြောင်းကိုရှောက်နေတယ်လို့ကျွန်တော်တို့ပြောရမှာပါ။ဘာကြောင့်လဲဆိုရင်တက်မတော်ရဲ့ဒုတိယဖခင်တို့တက်မတော်ကပြောကြားတဲ့ဥနေဝင်းဟာတရုတ်ဩဇာအာရှမှာလွှမ်းမိုးလာမှာစိုးတဲ့အတွက်ကြောင့်မလို့
ဗီယက်နမ်ကနေမထွက်ဖို့အဲ့ဒီတုန်းကအမေရိကန်သမ္မတကိုပြောခဲ့တဲ့ပထမဦးတစ်ခုတည်းသောအာရှခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ဒါကကျွန်တော်တို့ဒီအမေရိကန်နဲ့တန်တမန်ရေးဗမာတန်တမန်ရေးဆက်ဆံရေးဒီစာရွက်စာတမ်းတွေကိုနောက်25နှစ်ကြာပြီးတဲ့အခါမှာအများပြည်သူကြည့်ရှုခွင့်ပြုလိုက်တယ်ဆိုတဲ့အခါမှာရေးခဲ့တဲ့ဆောင်းပါးတစ်စောင်ရကျွန်တော်သိရတာပါနော်ဦးနေဝင်းဟာအဲ့ဒီလိုပဲမြန်မာဆိုရှယ်တစ်လမ်းစဉ်ပါတီကဂျားနေမူဝါဒကိုတစ်လျှောက်လုံးကျွန်တော်တို့ဆွဲလာတယ်ဘယ်အုပ်စုဘက်မှငါတို့မကတ်ဘူးနော်အခုဒီအမေရိကန်မှာ Trump တက်လာပြီးဒါအရင်တော့မော်ရိုးမူဝါဒတွေဒေါ်ရိုးမူဝါဒဆိုပြီးတော့ Trump ရဲ့ဟာကိုကျွန်တော်တို့ပြောလာတဲ့အနီးနားရဲ့မိမိလုံခြုံရေးအတွက်မိမိရဲ့ဩဇာခံတွေကိုဖွဲ့စည်းထူထောင်ရေးဩဇာလွှမ်းရေးအနီးပတ်ဝန်းကျင်တွေဆိုတဲ့ပုံစံအတိုင်းပဲကဘာကြီးကရွေ့လာတဲ့အခါမှာအခုအစိုးရအသစ်နော်တန်ခိုင်ဖွံ့ဖြိုးရေးပါတီပေါ့ဒါလည်းသူလည်းအစင်လားနေသူခွဲထွက်လာရနိုင်ငံခြားရေးမူဝါဒအဖြစ်နော်တရုတ်အောက်ကိုခေါင်းရှုံမဲ့အနေထားလမ်းကြောင်းကိုဒါစပြီးရှောက်နေတာကိုကျွန်တော်တို့သွားပြီးတွေ့ရနော်ဒါကတမတော်အနေနဲ့ရောတမတော်နဲ့လိုလားတဲ့နိုင်ငံရေးသမားတွေအနေနဲ့ရောတမတော်အောက်ကိုခေါင်းချိုတဲ့နိုင်ငံရေးသမားတွေအနေနဲ့ရောဒါမြန်မာနိုင်ငံရဲ့နိုင်ငံရေးမူဝါဒအဆင့်လောက်ပြန်လည်သုံးသပ်ဖို့အင်မတန်အရေးကြီးတဲ့အချိန်ကိုရောက်နေပြီလို့ပြောတာဘာလို့လဲဆိုရင်ဒီနိုင်ငံရေးမူဝါဒပေါ်မှာမူတည်ပြီးတော့မြန်မာနိုင်ငံရဲ့ကံကြမ္မာစီးပွားရေးစနစ်ကြီးဟာဖြစ်ပေါ်လာမှာမှုဖြစ်တယ်နော်အခုဖြစ်ပေါ်နေတဲ့နိုင်ငံတကာဆက်ဆံရေးမူဝါဒသစ်အရဆိုရင်အစင်လာကျွန်တော်တို့ရှိနေတဲ့နိုင်ငံဂျာရေးမူဝါဒဂျာနေရေးမူဝါဒပေါ့နော်ဒါအရင်ကျွန်တော်လွတ်လပ်ရေးရပြီးကြတဲ့အောင်စာပြီးမြန်မာဆိုရင်လမ်းစဉ်ပါတီခေတ်ဗိုလ်ချုပ်ဘူးကြီးတန်းရွှေခေတ်ထိထိမ့်သိမ်းလာခဲ့တဲ့နောက်ဦးသိန်းစိန်ခေတ်ထိထိမ့်သိမ်းလာတဲ့အရာဆိုရင်ကျွန်တော်တို့ဟာအလဲလက်ပါဝါတွေနဲ့ပုံနိစအောင်ကြိုးစားဖို့လိုပါတယ်ဒါတော့ဒီအရွေးကတော်တော်အရေးကြီးတယ်ဒီအထက်မှာအလဲလက်ပါဝါလို့ပြောတဲ့အခါမှာအင်ဒိုနီးရှားတို့လိုဒါအာဆီယံလိုအဖွဲ့အစည်းထဲကလည်းစုံတရားပါလာတယ် EU လိုဟာမျိုးတွေကျွန်တော်တို့ပါလာတယ်နော်ဒီအရွေးကိုသွားဖို့တည်းဒါကပထမဦးဆုံးမင်းကုန်းကိုထုတ်ရမယ်လွတ်တော်ထဲမှာလည်းနိုင်ငံရေးရမင်းကုန်းကိုထုတ်ရမယ်ကိစ္စဖြစ်တယ်အလေးနဲ့ထားဖို့လိုအပ်တယ်ဘာလို့လဲလူတိုင်းရဲ့ခံချမာဟာလူတိုင်းရဲ့ဘဝစာဝင်နေရေးစီးပွားရေးဘဝတွေဟာအဲ့ဒါနဲ့အများကြီးဆက်ဆက်သွားနိုင်တဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်နော်ဒါကတစုံတဦးရဲ့စိုးရိမ်မှုကြောက်လန့်မှုပေါ်မှာအခြေမခံဘဲနဲ့မြန်မာနိုင်ငံဂျာရေးဝါဒကိုရွေးဖို့လိုမယ်လို့ကျွန်တော်ထင်တယ်နော်ဒီနာနဲ့ဒါကြောင့်မို့လို့တရုတ်နဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ဆက်ဆံရေးနဲ့ဒီမကဘူးခုနတိုင်းသားစီလုံးချင်းကြီးရေးပါတီလို့နော်ပြီးရင်ဗိုလ်ချုပ်ကြီးအဟောင်းတွေလို့နော်ဒီလူတွေရဲ့အင်အားနော်ဘလို့ပြန်လဲချိန်ညိမလဲဆိုတဲ့ပုံမှာကျွန်တော်တို့တရုတ်နဲ့ဆက်ဆံရေးအများကြီးမူတည်သွားပါလိမ့်မယ်ဟုတ်ကဲ့အခုနောက်ဆုံးဆွေးနွေးခြင်းနဲ့ဟာကတော့ပြန်ပြီးတော့ဆရာဒီပြည်တွင်းနိုင်ငံရေးဘက်ကိုပြန်လှည့်ကြတာပေါ့ဆရာဆိုတော့အကယ်၍ပေါ့နော်အကယ်၍နော်ဆရာအတော်စုပြန်လွတ်လာပြီးဆိုကြပါစို့ NLD ရဲ့ယက်တီချက်ဘာဖြစ်နိုင်မလဲဘယ်လိုဆက်လျှောက်နိုင်မလဲဆရာဟုတ်ကဲ့ကျွန်တော်တို့စိတ်ကူးယဉ်ကြည့်တာတဲ့ဒါလက်တွေ့ပဂရိနိုင်ငံရေးဘေးကုန်းလို့ထင်ပါတယ်ကိုရဲနေမေးလိုက်တာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ဘာလုပ်နိုင်မလဲပေါ့ပါတီကြီးတစ်ခုအနေနဲ့ဆိုတော့ကျွန်တော်တို့လက်ရှိနိုင်ငံရေးလမ်းကြောင်းတွေကဘာတွေရှိလဲဆိုတာကိုပထမဆုံးစကြည့်ရမှာပေါ့နော်ဒါကျွန်တော်တို့သိကြတဲ့အတိုင်းလက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကြီးရှိတယ်နော်အခုနောက်ဆုံးဆိုရင်လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းမှာကျွန်တော်တို့ခုနFederal Steering Council for Emergence of Federal Democracy Federal Democracy ပေါ်ပေါက်ရေးအတွက်ပဲ့ကိုင်ကောင်စီတရက်ကိုเนาะအဓိကအဖွဲ့ကြီးတွေဖြစ်တဲ့ KIO เนาะ KNU နောက် NCGUB အစရှိတဲ့နောက် KNPP เนาะဒါသူတို့ကစပြီးဖွဲ့လိုက်ကြတာကိုတွေ့ရတယ်เนาะပြီးတော့စီရဲအဖြစ်လည်း
နော်ဘိုးစစ်ကော်မရှင်တစ်ခုဖွဲ့ဖို့ပေါ်ပေါက်လာဖို့အတွက်ကျွန်တော်တို့အားထုတ်နေတယ်လို့သိရတယ်ဒါကသွားနေတဲ့နိုင်ငံရေးလမ်းကြောင်းပေါ့တစ်ခုဒုတိယလမ်းကြောင်းကတော့ကျွန်တော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအရေးလုံးတွေကဗိုလ်ချုပ်မှုကြီးတန်းရှိအောက်မှာတုန်းတွေကကျွန်တော်တို့ကင်ဆွဲခဲ့တဲ့မူဝါဒပေါ့အကြမ်းမဖက်လှုပ်ရှားမှုပေါ့နော်သူတို့လည်းအဲ့ဒီချိန်တုန်းကလုပ်ခဲ့တာလည်းအကြမ်းမဖက်လှုပ်ရှားမှုဆိုတာထက်ကျွန်တော်တို့နိုင်ငံရေးအားဖြင့်အတန်ပေါ့နဲ့ပဲကျွန်တော်တို့စန့်ကျင်နေခဲ့တယ်အဲ့ဒီလိုအတန်နဲ့ဒီကိုတော်တော်ကြီးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့နိုင်ငံရေးဩဇာတော်ရှိမှပါတယ်အတန်နဲ့တင်လှုပ်ရှားမှုထီတောင် NLD ကသွားခဲ့တာမတွေ့ဘူးအဓိကလှုပ်ရှားခဲ့တာကတော့အဲ့ဒီလုံးကဒါရှစ်လေးလုံးအဖွဲ့ကခေါင်းဆောင်တွေပါအခုတော့ရှစ်လေးလုံးအဖွဲ့ရဲ့ခေါင်းဆောင်ဥက္ကုကိုကြီးကစွန့်ခွာသွားပြီဒီလမ်းကြောင်းကနေနော်အကြမ်းမဖက်လှုပ်ရှားမှုလမ်းကြောင်းကနေသူကစွန့်ခွာသွားပြီဆိုတော့ကျန်တဲ့ခေါင်းဆောင်တွေကိုနိုင်ကဒီလမ်းကြောင်းကိုဆက်သွားမလားမသွားမလားဆိုတာတော့ကျွန်တော်တို့မသိသေးဘူးနော်အဲ့ဒီထက်ကကိုမြအေးနဲ့ဆရာဆိုင်ညွန့်လွင်တို့ကပြည်တွင်းမှာကျွန်တော်တို့နော်အာဆီယံရဲ့သဘောတူများချက်၅ချက်လမ်းကြောင်းပေါ့ဒါကတတိယလမ်းကြောင်းပေါ့နော်ဒီလမ်းကြောင်းအတိုင်းရှောက်ဖို့ဆိုပြီးသူတို့ကစပြီးတော့ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှုတစ်ခုစလိုက်တယ်ဆိုတော့အမျိုးသားဒီမိုကရေစီဖွဲ့ကရှိနေတဲ့ဒီလမ်းကြောင်း၃ခုတည်းကနေပေါ့ဒါမှမဟုတ်ရင်လည်းဒီလမ်းကြောင်း၃ခုနဲ့မဆိုင်တော့မိမိရဲ့လမ်းကြောင်းအသစ်တစ်ခုကိုလည်းသူချလို့ရပါတယ်တို့တော့အဲ့ဒီလမ်းကြောင်း၃ကြောင်းထဲမှာဘယ်လမ်းကြောင်းကမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရှောက်နိုင်မလဲဆိုတာတော့ကျွန်တော်သုံးသပ်သူတွေလည်းခံမှန်းကြည့်ရမှာပေါ့နော်ဆိုတော့လက်နက်ကိုင်လမ်းကြောင်းကတော့ဒါအရင်တည်းကအကြမ်းမဖက်လှုပ်ရှားမှုကိုကျွန်တော်တို့လှုပ်ဖို့ရွေးချယ်ပြီးတဲ့အတွက်ကြောင့်လက်နက်ကိုင်လမ်းကြောင်းနဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ကတော့ဒါပတ်သက်တဲ့လမ်းကြောင်းမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်ရွေးလိုက်မယ်လို့လည်းကျွန်တော်မထင်ပါဘူးဒီလိုဆိုတဲ့အတွက်ကြောင့်မို့လက်နက်ကိုင်တော်လှန်ရေးကိုစတင်တယ်လို့အဓိပ္ပာယ်မထွက်ပါဘူးအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကနော်ဒါဒေါအောင်ဆန်းစုကြည်နဲ့ခေါင်းဆောင်တွေကလည်းပြောခဲ့တယ်ဒီလက်နက်ကိုင်တော်လှန်ရေးကိုဖြစ်ပွားစေတဲ့အကြောင်းရင်းတွေကိုအကြောင်းရင်းတွေရှိလို့လားဖြစ်ပွားခဲ့တာဖြစ်တယ်ဒါကြောင့်ဒီအကြောင်းရင်းတွေကိုကင်တွယ်ရမယ်လို့ပဲသူတို့ကပြောပါတယ်လက်နက်ကိုင်တော်လှန်ရေးကိုစန့်ကျင်တဲ့သဘောမပြောပါဘူးဒီရက်ဒီချက်တိုင်းသူတို့ဆက်ရက်လိုက်မယ်လို့ကျွန်တော်ထင်ပါတယ်ဒီအတွက်မထောက်ခံရခေါင်းလားလို့လဲကျွန်တော်တို့နော်ဘယ်လိုပြောမလဲဒေါသထွက်ဖို့မလိုပါဘူးတော်လှန်ရေးလုပ်နေတဲ့သူတွေအနေနဲ့နော်ဒုတိယခုနပြောနေတဲ့အကြမ်းမဖက်လမ်းကြောင်းကိုရောသွားမလားနော်အဲ့ဒီလိုသွားဖို့ဆိုတာကလည်းကျွန်တော်တို့စုစုစည်းစည်းခေါင်းဆောင်မှုကိုပြန်လဲစုစည်းရအောင်မှမို့အချိန်စုံတရားလိုနိုင်မယ်လို့ထင်ပါတယ်အခုဆိုလို့ရှိရင်ကိုကျွန်တော်တို့ဒါလက်ရှိအစိုးရခေါင်းဆောင်ကဒါကိုစိုးရင်ကြောက်ရွံ့ပုံရပါတယ်ဒါကြောင့်မို့တာစီကန့်တက်တာပိတ်ပင်တာတွေ NLD ကိုလှုပ်ထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အာဆီယံအဆိုပြုတဲ့သဘောတူများချက်၅ချက်ပေါ့အဲ့ဒီလမ်းကြောင်းကိုရောရှောက်မလားဒါကမြန်မာပြည်ပြဿနာဖြေရှင်းရေးအတွက်လည်းအတော်လေးကောင်းတဲ့အဆိုပြုချက်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ပုံကိုရေးရအဖြစ်ဆိုရင်တော့ဒါကြောင့်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတော့အဲ့ဒီလမ်းကြောင်းကိုကျွန်တော်တို့ကာကွယ်ရမှာပါတွားရမှာပါเนาะဒါကအမှားအဖြစ်မဟာမိတ်ကိုမြအေးတို့เนาะဆရာဆိုင်ညွန့်လင်းတို့နဲ့ကျွန်တော်တို့မဟာမိတ်လို့ပူးပေါင်းဆောင်ရွက်လို့ရတယ်ဒါပေမဲ့မျိုးသားဒီမိုကရေစီဖွဲ့ကြုံတွေ့နေတဲ့အန်ရကအဲ့ဒီမူဝါဒ၅ချက်အဲ့ဒီ၅ချက်ထဲမှာပဲသဘောတူညီများချက်၅ချက်ထဲမှာပဲအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ရမယ်ဆိုတဲ့အချက်တစ်ချက်ကပါပါတယ်เนาะအဲ့တော့အားလုံးပါဝင်တယ်လို့ပြောတဲ့အခါမှာသွားနေတဲ့လမ်းကြောင်းကတရုတ်ကမကထပြုတဲ့လက်နက်ကင်တပ်ဖွဲ့တွေရဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်သွားမဲ့လမ်းကြောင်းကြီးကရှိနေပါတယ်အဓိပ္ပာယ်ကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုခြံထားမယ်လက်နက်ကင်တဲ့သူအချင်းချင်းပဲတွေ့ဆုံဆွေးနွေးကြမယ်ဆိုတဲ့လမ်းကြောင်းကြီးကသွားနေပါတယ်တနည်းပြောလို့ရှိရင်ပြည်သူလူထုအများစုကိုစားပြုတဲ့ပြည်သူလူထုမပါတော့လက်နက်ကင်တပ်ဖွဲ့တွေကြီးပဲသွားတဲ့လမ်းကြောင်းကြီးကသွားနေပါတယ်နော်အဲ့ဒီထဲမှာဒီသဘောတူများချက်၅ချက်ကိုဘလို့နားလည်ကြမလဲဆိုတဲ့နိုင်ငံရေးလှုပ်ရှားမှုတစ်ခုလိုလာပါတယ်နော်ဒါကို NLD ခေါင်းဆောင်တွေကရွေးချယ်ဖို့လိုလာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့ဒီအခင်းချင်းထဲမှာကျွန်တော်တို့ပြောရလို့ရှိရင်ပေါ့နော်ကျွန်တော်တို့
ရွေးချယ်စရာတွေရှိလာတယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ကိုဒီမူ၅ချက်ကိုကျွန်တော်တို့ပြောတဲ့အခါမှာကိုအာဆီယံထဲမှာဒါသဘောထားကွဲပြားနေတာလေးတွေရှိတယ်ဥပမာအဖြစ်ကမ္ဘောဒီးယားလိုနိုင်ငံမျိုးอ่ะဆိုရင်โอเคမူအားဖြင့်တော့ကျွန်တော်တို့သဘောတူမျှချက်၅ချက်ကိုလက်ခံတယ်ဒါပေမဲ့ဘလို့အကောင့်ထဲဖော်မလဲဘယ်ချိန်မှအကောင့်ထဲဖော်မလဲဆိုတာကိုတော့စစ်ကောင်စီပဲလုပ်ပါစေစစ်ဆိုးရပဲလုပ်ပါစေဆိုတဲ့ယက်တီချက်ရှိတယ်နော်တနည်းပြောလို့ရှိရင်မိမိဟာနိုင်ငံရေးလမ်းကြောင်းဒီဘောတူမျှချက်၅ချက်နိုင်ငံရေးလမ်းကြောင်းမှာဘယ်သူအကောင့်ထဲဖော်မလဲဘယ်ချိန်မှအကောင့်ထဲဖော်မလဲဘလို့အကောင့်ထဲဖော်မလဲဆိုတဲ့နိုင်ငံရေးအချက်လက်တွေကပွင့်နေပါတယ်အခုတည်းကိုမြအေးနဲ့ဆရာစိုင်းညွန့်နေတော့ဖွဲ့ရတယ်ဒီအချက်ကိုပြောတာမတွေ့ရသေးပါဘူးဒါအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ပူးပေါင်းပြီးတော့နော်တဘောသူများချက်၅ချက်နိုင်ငံရေးလမ်းကြောင်းကိုမြင့်တင်နိုင်မဲ့အင်အားစုတွေအကုန်လုံးကပြောချနိုင်ပါတယ်နော်ဒါကကြီးမားတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်အတွက်အင်မတန်ကြီးမားတဲ့စိန်ခေါ်ချက်ပါဘာကြောင့်လဲဆိုလို့ရှိရင်နော်အားလုံးပါဝင်တယ်လို့ပြောတဲ့အဲမှာကိုကကျွန်တော်တို့ဒီစစ်ကောင်စီဖွဲ့လိုက်တဲ့ငြိမ်းချမ်းရေးကျွန်တော်တို့အဖွဲ့ကြေညာချက်မှာဆိုလို့ရှိရင်အရပ်ဘက်အဖွဲ့အစည်းတွေပါတယ်နိုင်ငံရေးပါတီတခြားနိုင်ငံရေးပါတီတွေကိုကျွန်တော်မတွေ့ရတတိပြောရင်ခြံထားနိုင်တယ်နော်ဒါကြောင့်မို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကမိမိနဲ့တူညီတဲ့ခုနသဘောတူများချက်၅ချက်နိုင်ငံရေးလမ်းကြောင်းနဲ့တူညီတဲ့သူတွေနဲ့ဘလို့မဟာမိတ်ဖွဲ့မလဲအရပ်ဘက်ဖွဲ့စည်းတွေနဲ့ဘလို့မဟာမိတ်ဖွဲ့မလဲဆိုတာအင်ပတန်အရေးကြီးတဲ့နိုင်ငံရေးဆုံးဖြတ်ချက်ဖြစ်ပါတယ်အကောင့်ထဲပေါ်မဲ့အချက်တည်းဖြစ်တယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ်ကဲ့ဆရာတမောင်တန်းခုလိုမျိုးချိန်ပေးပြီးတော့သုံးသက်ဆွေးနွေးပေးတာကျေးဇူးတင်ရှိတဲ့အကြောင်းပြောပြစေဟုတ်ကဲ့ကျွန်တော်လည်းခုလိုပြောခွင့်ရတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်ကိုရန်ကြီး